Kismar University of Applied Science မှာလို့ Masters ပေါ့နော် EVO ကြတော့ Comoris ကနေမှတည်อ่ะ Comoris ရဲ့ဒီ agency မှန်ပေါ့နော် family တခုနဲ့အလုပ်လုပ်နေရလို့ခံစားရတယ်ကိုယ်ဘာမှကွာအဲ့လိုမျိုး pressure လည်းမပေးဘူးပြီးတော့ကိုယ်ဆိုလုံးဝအဲ့လို24/7အဲ့လိုအမြဲတမ်းတခုဖြစ်ပြီးဆိုတာနဲ့လုံးဝ reply ဆိုရင်ချက်ချင်းမြန်တာချက်ချင်းအဲ့လိုမျိုးအကုန်လုပ်ပေးရအကုန်လုံးအသေးစိတ်ကစအဲ့လိုတေချာလေးလုပ်ပေးရပါတော့အဲ့ affair ကိုတက်ပြီးတော့အကြောင်းရဲ့လုံးဝ representative နဲ့ direct ထိတွေ့ခွင့်ရမယ်ခွင့်ရကိုရအောင်ယူသေးခြင်းနဲ့ချို့တော့အခွင့်အရေးလေးရတတ်တယ်ပေါ့နော်အဲ့တော့ပွဲလေးကိုတစ်ချက်လေးပဲတက်လိုက်တဲ့ဟာကအဲ့လို additional 1000ရသွားတယ်ပေါ့1000ဆိုတာလည်းမြန်မာငွေနဲ့ဆို350နီးပါးရှိတယ်အဲ့လိုဆိုတော့သူတို့ EV ဘက်ကဘယ်လိုမျိုး opportunities တွေပေးမလဲ Kisma ဘက်ကရောဘယ်လို opportunities ပေးမလဲဆိုတာမသိနိုင်ဘူးအဲ့တော့နည်းနည်းလေးအဲ့လို page လေးကို check ပြီးတော့သူတို့ဘယ်လိုမျိုးပေးမလဲအဲ့လိုမျိုးလေးသိအောင်လုပ်ပြီး register လေးလုပ်ပြီးတော့အဲ့ပွဲကိုတက်လိုက်ပါဒါဟို international relations တက်တယ်ပေါ့နော် education valley ကသူတို့ event တစ်ခုရှိရတဲ့ဒီ Germany ဆိုင်ရာဆိုပြီးမှအဲ့ Kisma ကမယ်ပေါ့နော်အဲ့ဒီ event ကိုကွာလဲဘာမှမဆိုစစ်ချင်းပေါ့နော်အဲ့လိုမအောင်ဆိုအမောက်သွားနိုင်ထောင်းလိုက်ပြီးတော့ဒီရှိရပေါ့နော်ဆိုတော့တခါရဲအဲ့နဲ့ EV နဲ့ join ဖြစ်သွားတယ် EV ကို join တော့အဲ့ EV ကအမတော့တခါရဲလူတွေဆိုတော့ကိုကနောက်ကနေထားတာတော့ live ဖြည့်ပေးလိုက်တယ်လွယ်တယ်ဒါအလွယ်လို့ပြောမှာ education valley ရဲ့ post လေးနဲ့တွေ့ရနောက်ပြီးတော့ဒီ founder ကိုအောင်မင်းစိုးရဲ့ comment လေးမိကုန်းလေး live ဖြည့်ပေးထားတာနေတွေ့ရပေါ့နော်အဲ့ဒါနဲ့စိတ်ဝင်စားပြီးကိုကိုသွားပြီးတော့ဆက်သွယ်ဖြစ်လိုက်တာပါ scholar ရှောက်လိုက်တယ်ပထမ short list နဲ့ပါသွားရဲဆိုတော့အော်ဒါကအခြေအနေကောင်းတာပဲပေါ့နော်တကယ်ရသွားတော့ 100% ရသွားတယ်ပေါ့နော် EV ကိုဟို appreciate လုပ်ချင်တာကတော့ကိုပေးခဲ့အမတွေပေါ့နော်ကိုကလည်းစိတ်ပူရဲမမြင်နိုင်ပါဆိုတဲ့အတွက်အမြဲတမ်းအမတွေဒါလေးလုပ်ပါအောင်ဆိုအမြဲ live rush မိရပေါ့နော်ဆိုတော့ဒီကအမတွေကစိတ်ရှိနဲ့အမြဲတမ်းဟိုဖြစ်ပြီးတခါတလေဆိုညဘက်တွေတောင်သူတို့ reply တွေပါပြန်ပြီးရပေါ့နော်ပတ်စံလွှဲတဲ့ကိစ္စတွေပါဆိုလို့ရှိရင်အကုန်လုံးစိတ်ချလက်ချယုံကြည်နဲ့အဲ့လိုမျိုးအားကိုးလို့ရတယ်ဆိုတော့အဲ့အတွက်လည်းကျေးဇူးပါလို့ကိုယ့်အကိုအကြောင်းမလျှောက်ချင်ဘူးagent တစ်ခုခုနဲ့ချိန်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်EV ကို recommend ပေးပါတယ်လို့